လင်းဆက်ဆိုင်ရင်သိနိုင်တဲ့အကြောင်းချင်းရာခုနှစ်ချက်အားလုံးပဲမင်္ဂလာပါဗျာ The Reading Room Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအခုတစ်ခါမှကျွန်တော်ထပ်မံမျှဝေပေးမယ့်ခေါင်းစဉ်လေးကတော့လင်းဆက်ဆိုင်ရင်သိစေနိုင်တဲ့အကြောင်းရင်းခုနှစ်ချက်ပါကိုတက်ကိုကိုရဲ့အပျော်ဖော်တွေပါအန်ဒရီကင်းအောင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်လင်းဆက်ဆိုင်ရင်သိနိုင်တယ်လားဆိုပြီးတုံ့မသွားပါနဲ့ဘူးခုပြောမှာကဖြစ်တတ်တဲ့အကြောင်းတရားတွေပါအတူနေတဲ့အခါဒီအချက်တွေကိုစင်ကျင်လိုက်ရင်လင်းဆက်ဆိုင်ရင်သိနိုင်တဲ့အထိဖြစ်တော်မှာမဟုတ်ပါဘူးခုပြောမယ့်အကြောင်းရင်းတွေကလင်းဆက်ဆိုင်ရင်ကူးစက်ခံရတဲ့ HIV လို့အသေးရောင်အသားဝါပီပိုးတွေလို့ဖြည်းဖြည်းချင်းတည်ဆုံနိုင်တဲ့အကြောင်းအရာတွေမဟုတ်ပါဘူးလင်းဆက်ဆိုင်ရင်တန်းလန်းနေကိုကုတင်ပေါ်မှာတင်တည်ဆုံနိုင်တဲ့အခြေအနေတွေပါဒါဆိုစကြည့်လိုက်အောင်ဒီရုတ်တရက်နှလုံးရတာရှားပါပြီးမဲ့ဖြစ်တတ်ပါတယ်UK မှာလို့တလေလာချက်မှာဆိုရင်ငယ်ရွယ်တဲ့ဆက်ဆံသူတွေနဲ့အမျိုးသမီးတွေမှာပါဖြစ်နေတာကိုတွေ့ရပါတယ်။အဲဒီစာတမ်းအရဆိုရင်အဖြစ်အများဆုံးအကြောင်းရင်းက Sudden Arrhythmic Death Syndrome လို့ခေါ်တဲ့နှလုံးခုန်မမှန်တဲ့ယောဂကြောင့်လို့ဆိုပါတယ်။ဒီယောဂရှိတဲ့လူနာတွေမှာကနှလုံးကအကောင်တိုင်းပဲရှိနေပြီးနှလုံးစီးချက်မမှန်ရုံပဲဖြစ်ပါတယ်။သူနောက်မှာတော့တွေးလွှတ်ကြောမကြီးပြရတဲ့ယောဂရှိနေပြီးအဲဒီနောက်မှာတော့တခြားနှလုံးယောဂတွေရှိနေပါတယ်အသက်ကြီးရင်နှလုံးယောဂရှိရင်လင်းဆက်ဆန်းတဲ့အခါတတိထားရမယ်ဆိုတာကိုလူတိုင်းသိကြပေမယ့်ခုဆိုရင်လူငယ်တွေမှာပါတတိထားဖို့လိုလာပါပြီအထူးသဖြင့်ကိုမှဒါမှမဟုတ်ကိုအဖော်မှာနှလုံးယောဂအခန်းရှိရင်အတူနေဖို့တဲမတင်ကိုဆရာဝန်နဲ့တိုင်ပေးပါဒါကဖြစ်ခဲ့ပေမယ့်တတိထားတာကောင်းပါတယ်နိ sexual asphyxiation ဒါကို erotic asphyxiation လို့လည်းခေါ်ပြီးထူးခြားတဲ့လင်းဆက်ဆန်ပုံတက်မှုပါကို့ဖော်အသက်ရှူကြနေတာကိုကြည့်ပြီးလင်းစိတ်တာယာမှုကိုခံစားကြတာဖြစ်ပါတယ်။တချို့ကလည်းကိုယ်တိုင်အသက်ရှူကြထံလုပ်ပြီးလင်းစိတ်တာယာမှုကိုခံစားကြတာပါ။အသက်ရှူကြအောင်လုပ်တာဖြစ်တဲ့အတွက်အခက်မသိရင်နေရာမှာတင်အသက်ရှူမရပဲတည်ဆုံသွားနိုင်ပါတယ်။တကယ်လို့ကိုနဲ့ကို့ဖော်ကဒီလိုဆက်ဆံပုံကိုကြိုက်နေတတ်တယ်ဆိုရင်အဆုံးရောက်မသွားအောင်အသက်အန္တရာယ်မဖြစ်အောင်တတိထားဖို့လိုပါတယ်။တစ်ဖက်ဖက်ကအသက်ရှူကြလာပြီးမခံနိုင်တော့ဘူးလို့အချက်ပြလိုက်တာနဲ့ချက်ချင်းရပ်လိုက်ဖို့လိုပါတယ်။ကြမ်းတမ်းတဲ့လင်းဆက်ဆံမှုကိုတာယာခြင်း BDSM ဒါကိုလည်းတော်တော်များများသိကြမှာပါကြမ်းတမ်းလင်းဆက်ဆံတာကိုပြုလုပ်ရတာဒါမှမဟုတ်ခံရတာကိုနှစ်သက်ကြတော်များပဲဖြစ်ပါတယ်သူတို့ဒီမှာအချင်းချင်းရိုက်ရတာနေလန်းတစ်ခုခုနဲ့နာကျင်စေတာဖျောင်းဆက်ချတာစသဖြင့်ကိုယ်စံတာကိုတာယာစေမဲ့နေလန်းတွေကိုအသုံးပြုကြတာဖြစ်ပါတယ်ဒီနေရာမှာလည်း sexual asphyxiation ဤတို့အလွန်အကျိုးဖြစ်သွားခဲ့ရင်အထက်အန္တရာယ်ရှိပါတယ်အချင်းချင်းကြားမှာကိုခံနိုင်တဲ့ပမာဏကိုကျော်လွန်လာပြီးအန်ဒရယ်ရှိလာပြီးဆိုတာနဲ့ရက်တန်ထို့ကြိုတင်သဘောတူညီချက်ယူထားတင်ပါတယ်လင်းတန်ထောင်းမတ်စိန်များဆီလ်တနေဖေလို့ခေါ်တဲ့ဗိုင်ယာဂါကိုအလွန်ကြိုတောက်တုံတဲ့သူတွေမှာတွေ့ရပါတယ်လင်းတန်မထောင်းမတ်တဲ့ပြဿနာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးပမာဏကိုတွက်ချက်ပြီးတောက်ရင်ပြဿနာမဟုတ်ပေမယ့်ကိုယ်သဘောနဲ့ကိုယ်ဝဲတောက်ကြတဲ့အခါအန်ဒရယ်များပါတယ်ဒီဆေးကပမာဏများသွားရင်သွေးပေါင်ကျသွားတယ်လို့နှလုံးရောဂါအခန်းရှိသူတွေတောက်မိရင်နှလုံးထိခိုက်ပြီးအသက်အန္တရာယ်ဖြစ်နိုင်ခြေရှိတာကိုသတိထားသင့်ပါတယ်။ဒါကြောင့်လိန်တန်ထောင်မှတ်စေတဲ့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲမတောက်ဖို့ညွှန်ထားတာအထက်ပို့မတောက်ဖို့လိုပါတယ်။ငါမူရဆေးလွန်ခဲ့ခြင်းလိန်ဆက်ဆန်တဲ့အခါတချို့ကမူရဆေးတုံပြီးဆက်ဆန်ထကြတဲ့အလျက်ထရှိပါတယ်။ဒါကို chemsex လို့ခေါ်ပြီးလိန်သူဆက်ဆန်တဲ့အမျိုးသားတွေကြားထဲမှာပိုပြီးအတွေ့ရများပါတယ်။လင်းဆက်ဆံမှုပုံမှုလွတ်လပ်အောင်ခန်းစားမှုပုံမှုကောင်းမွန်အောင်မတန်ဖေတမီ GHB စာတွေကိုသုံးကြတာဖြစ်ပါတယ်။လင်းခန်းစားချက်ပုံမှုကောင်းခြင်းတဲ့ရည်ရွယ်ချက်နဲ့သုံးကြတာဖြစ်ပေမဲ့တစ်ဖက်မှာလည်းဆေးလွန်ပြီး overdose အသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။6လင်းဆက်ဆံရင်ထိတ်ခိုက်တာရခြင်းမိမကိုစာအိုတဲ့ကိုခက်ကြမ်းဆက်ဆံတာ sex toy တွေနဲ့ဆက်ဆံရကနီမိမကိုစာအိုတွေကွဲထတာပါ။တရားကြီးရင်တွေးထွက်လွန်ပြီးအန္တရာယ်ဖြစ်နိုင်ပါတယ်။ခုံ Lindex condom နဲ့ထားမတွေ့ချင်းဒါကတော့ဖြစ်တုံဖြစ်ခဲ့ချီနေပါ Lindex condom နဲ့ဖြစ်ဖြစ်ဆိုဖိုးသဆေးနဲ့ဖြစ်ဖြစ်ထားမတွေ့တဲ့အခါတချို့သူတွေမှာရရန်တာအင်းပြင်းထွက်တာလိုပဲဖြစ်ပေမယ့်တချို့တွေမှာတော့ရုတ်တရက်အသက်ရှူကြပြီးသွေးပေါင်ကြတာတွေဖြစ်တတ်ပါတယ်ဒါကအချိန်မီကူးတာမှုမခံယူရင် shock ဖြစ်ပြီးဆုံးနိုင်ပါတယ်ဆေးထားမတွေ့တာမြေပေးထားမတွေ့တာနဲ့အလားတူပါတယ်ဒီလိုဆိုကွန်ဒုံမတူရဘူးလားမဟုတ်ပါဘူး latex free ကွန်ဒုံလေးသုံးလို့ရပါတယ်အန်ဒရီကင်းတဲ့လင်းဆက်ဆန်မှုသိစီဖို့လင်းဆက်ဆန်တဲ့အခါနှစ်ဦးနှစ်ဖက်တာယာစိတ်ထိဖို့အဒီကားဆိုပေမဲ့တစ်ဖက်မှာလည်းကိုနဲ့ကိုအဖော်ရဲ့အသက်အန္တရာယ်ကိုမထိခိုက်စေဖို့လိုပါတယ်ဒီချက်တွေကိုသတိပြုလိုက်မယ်ဆိုရင်ပိုပြီးပျော်ရွှင်စရာကောင်းပြီးအန်ဒရီကင်းတဲ့လိမှုဘဝကိုရရှိမှာထည့်ပါတယ်